ကျွန်တော်တို့ရှိမှာဒီပဲကိုပဲဝက်သားလို့ခေါ်ပါတယ်ဗျရိုးရာဟင်းတစ်မျိုးဖြစ်တဲ့ပဲဝက်သားကိုတခွားသီးနဲ့ချက်ပါမယ်ဗျပြီးရင်ပဲပုတ်ကိုကြက်သွန်နီမြုပ်သီးစိမ့်နဲ့ကြော်မယ်နောက်တစ်မျိုးကတော့ဖယုံသီးကြော်စားပါမယ်ဗျဒီပဲကိုတခြားဒေသမှာဘယ်လိုခေါ်လဲမသိပေမဲ့ကျွန်တော်တို့ရှိမှာပဲဝက်သားလို့ခေါ်ပါတယ်ဗျဝက်သားထက်တော့မှပို့ပြီးတော့စားလို့ကောင်းတယ်ဆိုတဲ့သဘောပေါ့နော်ကျွန်တော်အမြဲတမ်းချက်စားနေကြပဲပြင်းစီနဲ့မတူပါဘူးဗျပဲပြင်းစီကတစ်စီလုံးအနီရောင်ပါဗျဒီပဲဝက်သားကြတော့အဖြူကြားလေးပါဗျမူရသည်ဆိုရင်တော့ကျွန်တော်တို့ရှိမှာခြံထဲမှာအသီးအနှံကစားမကုန်နိုင်အောင်ပိုးပါတယ်ဗျအလေးကြားပေါက်တာလည်းရှိသလိုပူတိန်စိတ်ထားတဲ့အပင်တွေလည်းရှိပါတယ်ဗျပဲဝက်သားနဲ့ရောချက်ဖို့အတွက်တခွားသီးခူးပါမယ်ဗျဖယုံသီးကြော်စားဖို့အတွက်ဖယုံသီးခူးပါမယ်ဗျပဲဝက်သားတခွားသီးဟင်းရည်ထဲကိုထည့်ခတ်ဖို့အတွက်ပင်စိမ့်ရွက်ခူးပါမယ်ဗျပဲပုတ်ကြိုထဲလည်းပင်စိမ့်ထည့်ပြီးတော့ကြိုပါတယ်ဗျငရုတ်သီးကိုလည်းအိမ်ချံထဲကငရုတ်သီးပဲခူးလိုက်ပါတယ်ဗျပဲဝက်သားတွေအစီဒီခွာထားပါမယ်ဗျပြီးရင်တော့ဦးထဲမှာပဲဝက်သားတွေရည်ဆေးပြီးတော့ထည့်လိုက်ပါမယ်ဗျပြီးရင်ကြက်သွန်နီခန်းချင်ပြီးကျင်းထည့်မယ်စားချုံမုတ်လူတလူထည့်မယ်ရည်ထည့်ပြီးတော့တည်ထားလိုက်ပါမယ်ဗျပဲတွေနူးလာရင်တခွားသီးထည့်ချက်ပါမယ်ဗျတခွားသီးကိုအတုံးလေးလီးထားပါမယ်ဗျပဲတွေနူးလာရင်လီးထားတဲ့တခွားသီးတွေကိုထည့်မယ်အရသာလူတလူပြန်ထည့်ပါမယ်ဗျပြီးရင်တခွားသီးတွေနူးအောင်ပြန်တည်ထားပါမယ်ဗျပဲတွေရောတခွားသီးတွေရောနူးလာရင်တော့ပင်စိမ့်လေးခပ်ပေးပါမယ်ဗျအားလုံးပြီးသွားရင်တော့အရန်စားကောင်းတဲ့ပဲဝက်သားတခွားသီးဟင်းလေးရပါပြီဗျကြက်သွန်နီမြုပ်သီးစိမ့်ပဲပုတ်ကြိုဖို့အတွက်ပဲပုတ်တွေကိုတေးသေးလေးတွေလီးထားပါမယ်ဗျကြက်သွန်နီကိုလည်းပပလေးလီးထားမယ်မြုပ်သီးစိမ့်ကိုလည်းထောင်းထားပါမယ်ဗျပြီးရင်တော့ဒဲအိုးထဲကိုစီထဲမယ်စီပူလိုင်းလီးထားတဲ့ကြက်သွန်နီတွေထဲမယ်စနင်းထဲမယ်ကြက်သွန်နီတွေနွမ်းသွားအောင်ခဏကြိုပြီးပါမယ်ဗျကြက်သွန်နီတွေနည်းနည်းနွမ်းသွားရင်တော့လီးထားတဲ့ပဲပုတ်လေးတွေကိုထည့်ပြီးတော့ကြိုပြီးပါမယ်ဗျပဲပုတ်လေးတွေအယောင်လေးလေးရလာပြီဆိုတော့ထောင်းထားတဲ့မြူဒီစိမ့်ကိုထည့်ပြီးပါမယ်ဗျအကုန်လုံးကိုလည်းလုံးပြီးတော့မှကြော်လိုက်ပါမယ်ဗျအရသာအတွက်စားအချူမုံလူတလူလေးထည့်ပြီးပါမယ်ဗျခဏလုံးကြိုပြီးသွားရင်တော့ပင်စိမ့်လေးထည့်ပြီးတော့ထပ်ပြီးတော့နည်းနည်းလေးကြိုပြီးလိုက်ရင်အရန်စားကောင်းတဲ့ပဲပုတ်ကြော်လေးရပါပြီဗျပဲပုတ်ကိုဒီလိုကြော်စားရင်အရန်စားကောင်းပါတယ်ဗျပဲဝက်သားတခွားသီးဟင်းရည်နဲ့လိုက်ဖက်ပါတယ်ဗျကျွန်တော်ကိုညီလေးတယောက်ကလက်ဆောင်ပေးထားတာလေးရှိလို့ကျွန်တော်ဖောက်ပြပါမယ်ဗျပရိုကာရိုဒီယာအထုတ်တဲ့ product လေးတွေဖြစ်ပါတယ်ဗျခဲမှာပါတဲ့ပစ္စည်းတွေကတော့ပရိုကာရိုဒီယာရဲ့သပင်ပေါင်းစီဘောင်းလိုင်းစီတပူးပါပါတယ်ဗျပြီးရင်ကျွန်တော်တို့ရှမ်ပူတပူးပါပါတယ်သပင်ပေါင်းစီအထုပ်ကြီးတစ်ထုပ်ပါပါတယ်ဗျလက်ဆောင်ထည့်ပေးတဲ့ညီလေးကြီးကျေးဇူးပါနော်ကျွန်တော်ကတော့ကတုံးကြီးဖြစ်နေလို့ကျွန်တော်ညီမလေးကိုပဲအကုန်လုံးပေးလိုက်ပါတယ်ဗျဖယုံသီးကြော်ဖို့အတွက်ဖယုံသီးကိုပပလေးလီးထားပါမယ်ဗျကျွန်တော်ရှီကားကြော်စားတဲ့ပုံစံလေးအတိုင်းကျွန်တော်ကြော်ပြပါမယ်ဗျဖယုံသီးကြော်ဖို့အတွက်ကြက်သွန်ဖြူကြက်သွန်နီဂျင်းငရုတ်သီးစိမ့်ကိုထောင်းပြီးတော့မှစနွေးလေးနဲ့စီအင်းတက်လိုက်ပါတယ်ဗျစီကတ်တာမွေးလာရင်တော့လီးထားတဲ့ဖယုံသီးတွေကိုထည့်ပြီးတော့ကြော်ပြီးလိုက်ရုံပါပဲဗျအရသာအတွက်စားအထုံမုတ်လူတလူလေးထည့်ပြီးပါဗျဖယုံသီးကိုနူးစေရန်အတွက်ရီထည့်ပြီးတော့မှခဏအုပ်ထားပေးရပါမယ်ဗျရီလဲခမ်းလာမယ်ဖယုံသီးတွေကလည်းနူးလာမယ်ဥကပ်ပြီးတော့မှဖယုံသီးတွေကလည်းစီးထုတ်ထုတ်ဖြစ်လာပြီဆိုရင်တော့အရန်စားကောင်းတဲ့ဖယုံသီးကြော်လေးရပါပြီဗျကျွန်တော်ချက်နီးလေးကတော့ကျွန်တော်တို့ရှိကတိုင်းရင်းသားတွေအများစုချက်စားတဲ့နီလန်လေးတွေကျွန်တော်ကမျှဝေပေးတာဖြစ်ပါတယ်ဗျရိုးရိုးရှင်းရှင်းလေးနဲ့ထမင်းအရမ်းမိန်တဲ့ဟင်းချန်နီးလေးဖြစ်ပါတယ်ဗျဒီဟင်းလေးတွေကမိုးရာသီစားဟင်းလို့လည်းပြောလို့ရပါတယ်ဗျအားလုံးပဲစားကြပါအောင်နော် TikTok Facebook YouTube သုံးခုလုံးမှာတင်နေပြီမို့လို့ကျွန်တော်ကိုအားပေးသွားကြပါအောင်ဗျကျွန်တော်ကိုအားပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ဗျဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်ပါဦးမယ်